အားလုံးပဲမင်္ဂလာပါ Enigma Knowledge Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့120မမ MRLS rocket ဖြစ်တဲ့ MAM-01 ဒုံးပစ်လောင်ချာစနစ်အကြောင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်2026ခုနှစ်မေလ29ရက်နေ့ကမကွေးတိုင်းမင်းဘူးမြို့နယ်မင်းဘူးအန်လမ်းမပေါ်မှာမြတ်တမတော်ရဲ့ထောက်ပို့ကားတစ်စီးကိုမင်းဘူးမြို့နယ်ပကဖအဖွဲ့ကနေမိုင်းဆွဲတက်ခိုက်ရာလက်နက်ခဲယံနေသိသိရရှိခဲ့လို့သိရှိရပါတယ်။အဲ့လိုသိသိရရှိခဲ့တဲ့လက်နက်ခဲယံတွေထဲမှာပါဝင်တဲ့120မမ MRLS rocket ပူရန်နဲ့120မမ MRLS rocket တွေအကြောင်းရှင်းပြပေးတော့မှာဖြစ်ပါတယ်။မြန်မာစစ်တပ်ကပ္ပစတော့ MAM-01 ဒုံးပစ်လောင်ချစနစ် MRLS နဲ့ပတ်သက်ပြီးတော့အဲ့ဒါရဲ့နောက်ခံသမိုင်းဤပညာသေးစိတ်နဲ့တကယ်စစ်မြေပြင်မှာဘလို့ပြင်ဆင်ပြီးတော့ထိရောက်စွာပြန်လည်အသုံးပြုလို့ရနိုင်မလဲဆိုတဲ့အကြောင်းတွေကိုလည်းရှင်းပြပေးတော့မှာဖြစ်ပါတယ်။နံပါတ်1နောက်ခံသမိုင်းရဲ့ဤပညာအခြေခံ MAM-01 စနစ်ကို2000ပြည့်နှစ်အစောပိုင်းကာလတွေမှာစတင်သူရည်တနာပြုခဲ့ပြီးတော့2004ခုနှစ်ဝန်းကျင်မှာပထမဆုံး first generation ကိုစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။စတင်ထုတ်လုပ်ခဲ့တဲ့အချိန်မှာအစီးရေ20ထက်မပိုလို့သိရပါတယ်။အဲ့ဒါကရုရှားရဲ့ကမ္ဘာကျော် BM-21 Grad စနစ်ကိုမြောက်ကိုရီးယားပြန်လည်မွမ်းမံထားတဲ့ BM-11 နည်းပညာပေါ်အခြေခံနိုင်ခြင်းဖြစ်ပါတယ်။2010ပြည့်နှစ်ကနေစတင်ပြီးတော့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံကပ္ပစကနေပြီးတော့ကုတ်နာမည်MA122 လို့သတ်မှတ်ပြီးတော့ပြည်တွင်းမှာအလုံးရင်းနဲ့အောင်မြင်စွာတက်ဆင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံဟာပြည်ပနိုင်ငံတွေရဲ့ကူညီတွေနဲ့ MAM-01 ရဲ့120မမအတွဲလိုက်ပြည့်ဒုံးကျည်စနစ်တွေကိုပြည်တွင်းမှာ၃မျိုးထိထုတ်လုပ်ထားနိုင်ခဲ့တယ်လို့သိရပါတယ်။ MAM-C အုပ်စုတွေအနေနဲ့မြန်မာစစ်တပ်ဟာဒုံးပြန်ပစ်လို့စနစ်ကိုအစဉ်မြင့်တင်ခဲ့ရတာနေပြီးတော့ MAM-01 120mm တာမန် MRLS နဲ့ MAM-02 ပုံမကြီးမားတဲ့ 240mm ဒုံးပြန်စနစ်နဲ့ MAM-03 အဝေးပစ်အဆင့်မြင့် guided rocket လက်ညှိုးစနစ်ပါဝင်တဲ့ဒုံးပြန်စနစ်တွေကိုအဆင့်မြင့်တင်ခဲ့ပါတယ်။နံပါတ်2အဓိကနည်းပညာနဲ့ဆွမ်းဆောင်ရည်ချက်လက်များ MAM-01 ဟာကမ္ဘာပေါ်မှာအသုံးအများဆုံးဖြစ်တဲ့ရုရှားတို့ BM-21 Grad စနစ်သုံး 120mm ဒုံးပြန်ကြီးတွေအသုံးပြုပါတယ်။စစ်ကားတစ်စီးရဲ့နောက်ဘက်မှာဒုံးပြောင်းအလုံး40ဒါမှမဟုတ်ရေမျိုးစားပေါ်မူတည်ပြီးတော့အလုံး20တွဲလျက်တက်ဆင်ထားပါတယ်။ပြစ်ခတ်မှုထိန်းချုပ်ရေးအနေနဲ့ကားကောင်းကန်းအတွင်းမှာရှိတဲ့ digital စနစ်ဒါမှမဟုတ်အဝေးထိန်းခလုတ်စနစ်တွေနဲ့လည်းပြစ်ခတ်နိုင်ပါတယ်။ဒုံးချီအလုံး40စလုံးကိုတစ်ပြိုင်နက်တည်းစက္ကန့်20အတွင်းအကုန်စင်ပြစ်လွှတ်နိုင်စွမ်းရှိပါတယ်။ MAM-01 စနစ်ရဲ့ပထမဆုံး version တွေကိုအီတလီခြေစိုက် Iveco Euro Truck ကားကြီးတွေပေါ်မှာတက်ဆင်ခဲ့ပြီးနောက်ပိုင်းမှာတရုတ်ထုတ် Sinotruk နဲ့ Dongfeng စစ်သုံး truck ကားကြီးတွေကိုအဓိကအသုံးပြုခဲ့ပါတယ်။ဒုံပြောင်းဖွဲ့စည်းပုံအနေနဲ့ဒုံပြောင်းတွေကိုပုံမှန်အဖြစ်ပြုံးအလုံး40 10လုံးစီပါတဲ့အတန်းလေးတန်းနဲ့စစ်ကားနောက်မှာတွဲလျက်တက်ဆင်ထားလိရှိပါတယ်။ဒါပေမဲ့လမ်းကျန်းနဲ့တောတောင်ထူထပ်တဲ့ဒေသတွေမှာပုံမပေါ်ပါတွက်လက်စီဖို့အတွက်ပြုံးအလုံး20သာပါတဲ့ဘာရှင်ခွဲတွေကိုလည်းထုတ်လုပ်ထားပါတယ်။နံပါတ်3ပြန်လည်အသုံးပြုနိုင်တဲ့နည်းလမ်းများကားကြီးမူလစနစ်အတိုင်းကားဖြစ်ရွေလျာဖြစ်ခတ်ခြင်းသိသိရမိတဲ့ MAM-01 ဒုံးတင်ကားတွေထဲမှာမပျက်စီးပဲကောင်းမွန်နေတဲ့ကားကြီးတွေကိုမူလစနစ်အတိုင်းရန်သူစစ်စကန်ကြီးတွေဗျူဟာကုန်းတွေနဲ့တက်မှတ်ဌာနချုပ်တွေကိုအဝေးကနေပြီးတော့ဧရိယာလိုက်အစုလိုက်ပြုံလိုက်ပြစ်ခတ်ချေမှုရမှာဓာတ်ရိုက်ပြန်လဲအသုံးပြုနိုင်ပါတယ်။နောက်တစ်ခုကတော့ shoot and scoop လို့ခေါ်တဲ့ပြစ်ပြီးပြေးစနစ်ပါ။တော်လိုင်းအင်အားစုတွေဟာစစ်တပ်ရဲ့လေချောင်းရံနဲ့တံပြန်မြောက်တံကိုရှောက်ရှားဖို့အတွက်ဒုံးကျင်ကားတွေကိုတောတောင်ရွှေမြောင်တွေအတွင်းအမြန်မောင်းနှင်ပြီးပြစ်မှတ်ကိုမိနစ်ပိုင်းအတွင်းဒုံးချီအလုံးပေါင်းများစွာပစ်ခတ်ပြီးရတဲ့အဲ့ညနေအမြန်ဆုံးပြန်လည်ဆုတ်ခွာတဲ့ view တွေကိုကျင့်သုံးလို့ရပါတယ်။ခါခွေနည်းပညာရှင်များဖြင့်ပြန်လည်ပြုပြင်ခြင်းနဲ့ကြည်စံဖန်တီးခြင်းဒုံးတင်ကားတွေရှိနေပေမဲ့လည်းမူလကပ္ပစထုတ် 120mm ဒုံးကျည်ပြက်လက်သွားတဲ့ချိန်မှာတော့
အိန္ဒိယနိုင်ငံတွေဒါမှမဟုတ်မောင်ခိုဈေးကွက်တွေကနေတဆင့်ရရှိတဲ့120 mm ဒုံးကျည်အမျိုးအစားများနဲ့လိုက်ဖက်အောင်ညီမညာရှင်တွေနဲ့စနက်တန် fuse တွေစနစ်တွေကိုပြန်လည်မွမ်းမံအသုံးပြုလို့ရပါတယ်။နောက်တစ်ခုကတော့ electronic ပစ်ခတ်မှုစနစ်အသစ်တက်ဆင်ခြင်းပါ။မူလစစ်ကားတွေရဲ့အချို့ပစ်ခတ်မှုထိန်းချုပ်ရေးကွန်ပျူတာစနစ် fire control system တွေပျက်စီးနေရဆိုရင်ဒေါ်လာရေးဖွဲ့တွေက electronic ကျွမ်းကျင်သူတွေကအဝေးထိန်းခလုတ်တွေဒါမှမဟုတ်တီးတန့်ဝိုင်ယာကျိုးစနစ်တွေနဲ့ကိုယ်ပိုင်တီထွင်ပြီးတော့အဝေးကနေဘေးကင်းစွာပစ်ခတ်နိုင်အောင်ပြုလုပ်လို့လည်းရပါတယ်။ကားပေါ်မှာဖြုတ်ပြီးပျောက်ကြားစနစ်ဖြစ်ပစ်ခတ်ခြင်းတချို့မြေပြန့်ဒေသဒါမှမဟုတ်ဒုံးတင်ကားကြီးတွေတွာလာရင်ခက်ခဲတဲ့တောတောင်ထူထပ်တဲ့စစ်မြေပြင်တွေမှာဒုံးပြောင်းတွေကိုကားပေါ်ကနေဖြုတ်ယူပြီးတော့စစ်စင်ရေးဧရိယာလိုက်ခွဲထုတ်လို့ရပါတယ်။နောက်တစ်ခုကတော့ဒုံးပြောင်းအနှဲငယ်နဲ့ပတ်ချာလေးပစ်ခတ်ခြင်းမှာအဲ့ဒီဒုံးပြောင်းတွေကိုမြေပြင်မှာတစ်သားတန်တိုင်နေနဲ့ထောက်လို့ပဲဖြစ်ပေါ်ပါတဲ့အောက်ခံကုန်း improvise launcher ရေးပြုလုပ်လို့ပဲဖြစ်ပျောက်ကြားစနစ်နဲ့ရန်သူစခန်းတွေကိုတောက်ရောက်ပစ်ခတ်လို့လည်းရပါတယ်။ဒီနီလန်းဟာကားကြီးတွေလိုမျိုးထင်သာမြင်သာမရှိတဲ့အတွက်ကြောင့်မို့လို့ရန်သူကတံပြန်ချီရခံဖို့အလွန်ခက်ခဲစေပါတယ်။ကားကြီးစိတ်သက်စစ်စီရေး psychological warfare အဖြစ်အသုံးချခြင်းဒီအချက်ကတော့အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။အဓိကကတော့လက်နက်အင်အားကြီးညီမျှလာမှုကိုပြသနိုင်လို့ပါပဲ။ဟိုးရင်ကစစ်တပ်တွေကသာတစ်ဖက်သက်အသုံးပြုခဲ့တဲ့မိုဘိုင်းဒုံးမြတ်စနစ်တွေကိုအခုတော်လိုင်းတပ်ဖွဲ့တွေဘက်ကပါရရှိပြီးပြန်လည်ပစ်ခတ်နိုင်စွမ်းရှိကြောင်းကိုဗီဒီယိုမှတ်တမ်းတွေနဲ့တကွထုတ်ပြန်ပြသခြင်းဖြင့်စစ်ကောင်စီတပ်သားတွေရဲ့စစ်ကူတောင်းဆိုမှုနဲ့ခံစစ်စိတ်သက်ကိုအကြီးကျယ်ပြစီမှာအမှန်ပါပဲ။ဟုတ်ကဲ့ပါအခုကတော့ MAM-01 လက်နက်နဲ့ပတ်သက်ပြီးတော့အဲ့ဒါရဲ့နောက်ခံသမိုင်းနည်းပညာအသေးစိတ်နဲ့ဘလို့ပြင်ဆင်ထိရောက်စွာအသုံးပြုလို့ရမလဲဆိုတဲ့အကြောင်းတွေကိုရှင်းပြပေးသွားတာပဲဖြစ်ပါတယ်